ဝတီပိုင်းနယ်ထဲမှာရှိတဲ့နေမြို့လေးတစ်ခုကိုအလဲသွားတဲ့ vlog လေးဖြစ်ပါတယ်။ဘလောက်တာရလဲဆိုတာတော့လိုက်ကြည့်ပြပါဦးနော်။ဖက်ပတဲ့ကနေ2 နာရီဝန်းကျင်လောက်ကစီသွားရပါတယ်။တောရက်ဒေသဆိုတော့အဝေးလမ်းမှာတည်းကတစ်ပင်တွေတောင်တန်းတွေနဲ့ဆင်းဆုနေပါတယ်။မနက်ပိုင်းဆိုဒီရက်ဒေသပုံမှန်တက်2 ဆအေးပါတယ်။ဖူတော်ကနေလည်းမတော်တာဆိုတော့တိတ်မီတော့ပါဘူး။ Walk in, every head turns like you lit the match. Now the whole room burns. That sundress got me tongue-tied. With one smile and I'm on a high. We don't need no fancy lights. Just your hand in mine tonight. စမ်းကြောင်းလေးရဲ့ဘေးမှာတဲစရာထဲဟုတ်ခလေးရရှိတာမလို့လာရောက်ပန်းဖြစ်ခြင်းနဲ့ဆိုရင်အဆင်ပြေပါတယ်။ဒီနေရာလေးကဖူးတို့တတိဖွင့်ထားတဲ့ပန်းဖြစ်စရာဟိုတယ်လေးတစ်ခုဖြစ်ပါတယ်။ အခုကတော့လုံနာရက်လေးနဲ့စုံတုံတပုံရိုက်ခြင်းလို့လိုက်လာတာဖြစ်ပါတယ်။ဘေးရဆန်းချောင်းလေးမှာအပန်းဖြစ်ရင်းနဲ့လည်းရေဘူးလို့ရပါသေးတယ်။စမ်းရည်ဆိုတော့အေးစိတ်နေတယ်။ကျတို့အကူကတော့ငါးဖမ်းမှုကြိုးစားနေပါတယ်။ငါမမိခဲ့ပါဘူး။ဒီကနေပြီးတော့အရှိကိုနည်းနည်းဆက်သွားခဲ့တော့ခုနဆန်းကြောင်းရဲ့အစနေရာမှာတပုံတော်ရိုက်ပါတယ်။ဒီနေရာမှာတပုံရိုက်ဖို့ဟိုဘက်ခုံဒီဘက်ခုံနဲ့ရေထဲချောချသွားပါသေးတယ်။တိုက်အေးစတဲ့တံမခံနိုင်သူမို့အချမ်းအေးတဲ့ဆန်းရည်တောင်မကူးလာပါဘူး။ပြီးတော့နောက်ထပ်ရေကူးလို့ကောင်းတဲ့ဆန်းကြောင်းတစ်ခုကိုထပ်သွားခဲ့ပါတယ်။ဒီနေရာမှာရေအကြိုက်ကူးလို့ရပါတယ်။ရေကူးကလည်းမလိုပါဘူး။ဆန်းကြောင်းမလို့ free ပါ။ဒါမဲ့ free ဆိုပေမဲ့တော့ဒီဆန်းကြောင်းရဲ့ဘေးမှာစားတောက်စရာဆိုင်တွေရှိတာမလို့တကယ်ကိုအဆင်ပြေပါတယ်။ဒီကအပြန်တထေးကျွဲကော channel မှာအလို့ရောင်လူတွေစားရအောင်ကျွဲကောတီဝင်ကူးလာခဲ့ပါသေးတယ်။ဒါပြီးတော့ပြန်လာခဲ့ပါတယ်ရှင်အဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် bye